Lady Shadow Piaha, Time Pidaru, Gausa in Netway, Macau Mugu, Mitachi Dani Denine, the images and the Pogo, Yitarum Kevari. But Mati, the images Agaro, the Tonia Lisa Shikunima Yitagere, Sangin the images Apipi, Duty images Agaro, the Tonia Lisa Gugunima Yitagere, to be in the images Apipari. Union Tanja Peter Yashin, Lady Shadow Piaha, Yamanango, Nature, Ochobi, the Nikan Jama, Sanjin T, the Mitazao, Gita Gebari. Shadow Jiha, to the Vaya Ama, a new Bada Tadana, Human Nijima, Golumu Kovada in Jimugo, Sisi Lolong Kangamon, she's eating Gebari. Everything Mamma, Shadow Jia, the Kayin Pite, Simon Yadaji Usaiha, Yakalitan Yamane, and Yimto Pini Gebari. Arajan Shadow Jiha, Usang was so much a jump to be. Sanjin the Mitazago, Hitage came to party. Eddie Mitazama, Yeta Duru Pipiabo, a year so to Tiarugo, a Kulu Popia Tavarishin. Simon a car, Sanjin you are to say at the top, Linga Yet Kesa Tami, Lazin Kauka, Taumu Samu, Zamu Yago. Pedu, whom you will do tight do can do a young Sessan a bongo, Gongoni or Wara pay me who. Yet a cook a champion bima, a new a yen, a mugo chemiano. Oh, do Joundaga, Nago yinga, my piemu babene, Kukama, Laulia Luzaga, Pau Piavi, Mount Madi, a checo, a shaggy the men queer the loo, Lure, Matodapi, who. But it's a mapa, Naku Twiga, ma. Taya Chomo, a so a gong, Joe a jung. Gong only Hoya laying, Cho me a can who. A chin Chama digo. Naku gong tete, Twidi, a jung. Yaku a kama, Sayale a. Lu Jong, Lanjong, Sakan Jong, Song great Yato jung. The ya jangan, Ho Dango, yan like me. Lu Yong Mapo, Lu Zomanan, Lu Hamaya, Lu Satitong, Lu Rai Mongzaya, Lu Yong Ma Pima Muga, a Tencheo, my year to at night, who they thought to Pipongu, the Nikon Chapayu, the Atain La Jedi. Think Young Daga, Saint Pienwa the Jimale, a Mew Mandi, a poor damn Pipale, Gan so Nyan Yo. Pama hoti, Lu no Lu Mue, Lu Zagwe, Lu Velecha, Lu Yamayao, Lu Bo Tautu, Tautia, Saja, Mount Maja, Adama Nidi, a Lissy, a Jensu Yago,
အမျိုးနှင့်ချင်းချင်းဂုံသိမ့်နှင့်ချင်းနွယ်အရွယ်နှင့်ချင်းစားတရားနှင့်ချင်းမျှော်၍ပြီးပြီးသားမလျော်မတော်သည့်အမှုများကိုစဉ်းစားကြည့်ဖြစ်ပြီး၍ပဝတ္တိပဋိတံအတိဉာဏ်အကျွယ်သားနှင့်အပယ်လားမခံပါလင်ညောင်ရုံမြင့်တန်ကြားပြီးတက်များရှင်လေဒီဆရာတော်ဘုရားကြီးဟာအရိုင်းတွင်တည်ရဲ့အခက်တွင်ပိဋကတ်အမျက်တွင်နိဗ္ဗာန်အမျက်တွင်တိမ်တော်ဆိုပြီးအရိုင်းကအရိုင်းဆုံးတွေထဲမှာတည်ရသေးဟာထိတ်ဆုံးကဖြစ်ကြောင်းတရုတ်ခွဲပြသွားတာဖြစ်ပါတယ်ရှင်ရုပ်မြင်တန်ကြားဖြစ်တဲ့များရှင်လေဒီဆရာတော်ဘုရားကြီးဟာစိုင်းမြင်တည်တဲ့မေတ္တာစာကိုဆန္ဒလျောက်ရေးသားတော်မူခဲ့တာဖြစ်ပြီးတပင်းတည်တဲ့မေတ္တာစာကိုတော့တပင်းမျိုးမှတကားတကားမှများလျှောက်ထားတောင်းပန်ချက်အရရေးသားခဲ့တာဖြစ်ပါတယ်တပင်းတည်တဲ့မေတ္တာစာမှာလောကကြောင်းဓမ္မကြောင်းတမိုင်းကြောင်းတွေကိုပြည့်စုံစွာဖော်ပြထားပါတယ်တည်တဲ့တောက်သုံးသူတွေအပြစ်6ပါးနဲ့ကြုံတွေ့ရကြောင်းပြစ္ဆုတ်ပံမျက်မှောက်ဘဝမှာဆင်းရဲဒုက္ခခံစားရတယ်လို့တဏှာမှာလည်းမကောင်းနိုင်ကြောင်းကိုအခုလိုရေးသားဖော်ပြထားပါတယ်ရှင်ထိုတုတ်တံပါဠိကိုအတိတ်ပဲညှိလိုက်တော့ဒီလေးမယုတ်မုတ်ချမှန်စွာသူရငါးဝမေရရငါးတွေထမ်းရည်ချင်းခါနိညမသွေမိတ်လျော့စေပေးလာအောင်တောက်စားကကိုစီးပွားကိုဥစ္စာတို့သည်မျက်မှောက်မှနှွမ်းညိုတက်စင်ကမဖွင့်ပြိုးပဲအကျိုးမဲ့ကုံဆုံးလျက်ပြက်ပြုံးသည်တခြားတရားနှင့်မဖက်စကားစိုးထွက်ပြီးလျင်တစ်ဖက်သားမနာလိုအောင်ပြောဆိုမိအတန်တန်ကြောင့်ခက်ရန်ကြီးဖြစ်ပွား၍အချင်းများတတ်သည်တခုစားတောက်မှုအရေးဝဲတတိဝေးကင်းกว่า၍ပညာဖြင့်မချင့်နိုင်စားကျင်နိုင်တောက်စား၍နာဖျားခြင်းဗျာတိနှင့်တိုင်းမတိယောဂါကိုညိုညင်စွာခံစားရခြင်းတခြားမိသူဤတို့သားသည်တရားနိုင်မကတ်မျိုးဆက်ကိုမညာရက်ရွာကိုမငဲဟုချိုးဖဲ့သောတည်နှင့်ကြောစောခြင်းပျောက်ကွယ်၍ကဲ့ရဲ့ပွဲဖြစ်သည်တဖြာသူရာတကိုးဖြင့်ပစိုးကိုဝတ်ရွှင်းချွတ်ကင်းกว่าအင်္ဂါကြီးငယ်မတင်တဲ့နှင့်ပွဲလေမှာယူသောကြောင့်လူတထုမြင်ပြန်လဲကိုပုံဟန်မတင်တဲ့မျက်နှာလွှဲဖဲကြ၍မဖွဲရလုံးလုံးကိုဘဝကိုဖြုံးလျက်သက်ဆုံးကြိုးနီးရှက်အိုးကြီးကွဲရသည်တဌာနာတောက်ဝမူဝေသူရရစ်ကတခိတသေးသောကြောင့်ဉာဏ်သေးတုံးငါမေးပညာနှင့်ပေစာမတက်မမှတ်တတိဒိဋ္ဌိမိစ္ဆာပြိတ္တာသမုတ်လူယုတ်လူနာလူပါလဖြစ်ရသည်တစခန်းဤ6ရက်နီးလန်းကိုစီကံတဥပဒေဖြင့်မျက်စိနေရွှေအားလုံမှမိန့်ထုတ်၍ဟောတော်မူခဲ့ပေသည်တောက်ကျူးသူတသိန်းပလင်းကြိုက်လူပါလဤဖြစ်နေကြဒလိမှရှိသည်၍ဥစ္စာစုပါတော်လဲဖတ်မတင်အိုးပေါက်တွင်ရေလောင်းတို့စင်ရဲချောင်းစင်စင်မွဲပြကြပြောင်းတလင်းနှင့်ဖို့မင်းကြီးဖျားထိုင်တော်ဥစ္စာပိုင်းဘာမရှိမိတ်ဆွေကောင်းနှက်ထိဟောခြင်းရအိမ်မူမိကမချီအောင်ကျိန်စေအိမ်ထဲတွင်ထမနာအရက်ကြားအောင်ဟစ်ဩလူစောမှလဲမနံပြီဓမ္မတိတကြီးကောင်းကထောင်းလိုက်ပြီးမင်းမှုငွေမြည်ကျွေးတွေဘလက်ဘွားလားလိုက်ပြီးအခြေတောင်းမပေးလျင်ထောင်းမည်ဟုရွဲ့ဆောင်လျက်ထက်ထက်ညှိုးငွေညွန့်တိုးများလဲတဘိုးတွေဆဲစပွားဝန်ဆောင်တိနွားလာညွန်ပြောင်း၌တွားတကဲ့သို့ခါချက်ရင်ပွားဆင်မလှမြင်သည်မျှမကောင်းကြုံ၍ပေါင်းစုံသောဝေဒနာနာဖျားကနှိပ်ဆက်စိတ်လက်ကမသက်သာဆေးကုစရာလဲငွေမရှိယောဂါကြီးဖိသောခါအင်မတိအင်မတန်စောငါကျအပြန်တွင်ကိုယ်ခွေရန်ရှာမရငရေကောင်နမိတ်ပြ၍
အနှိမ့်စအရက်အိုးမှာသေချင်းစိုးသေရလေတည်းသေလျင်သေချင်းရမမင်းငယ်ကအဘဲဘုံပလိတ်များကခါကျိုးနှင့်နာကျိုးပန်းတချင်းထိုးပြီးလျင်ဓာမိုးကတလက်လက်လှန်တံဖြင့်ရိုက်နှက်၍သေအရဲ့တကောင်းသားကိုတံပြားကြီးတဝင်းဝင်းတံဘူးရီအိုးတွင်သို့ဆင်းဟဲ့ဟုပြစ်ချမဆင်းမဲ့နေလျင်အေးရကျိန်လုံးလှမ်းမချွန်းတောင်းခရင်ကောင်းဖြင့်ကြောင်းမဟန်မှုံလေသည်မဆုံးနိုင်အဖမ်းမှန်တန်းနှုတ်သီးတဝင်းဝင်းကြီးလင်းတာတသိန်းကအတင်းမင်းထိုးစွာကြောက်စရာခွေးဘလူးအစွဲကြီးငပြောဘူးနှင့်ယူတူတူကြောင်ကြားကြားကြိုက်ခဲ၍ဝါပြန်တော့ပြေးအားလဲဘာမရှိတင်တုံးဆက်မိပြန်လျင်မချီနိုင်တဖြန်းဖြန်းဥကောင်းမှသွေးပန်း၍တစခန်းဒုက္ခတွေ့ငရဲမီအငွေ့ကြောင့်တဆွေဆွေတခုံငုံတတုံတုံတဟိုက်ဟိုက်တန်ရီဘူးကြိုက်ကြိုက်မှာဆင်းလိုက်ချီတက်လိုက်ချီညင့်ကြာရှိနှစ်ပေါင်းလွန်မင်းစွာရှည်ညောင်း၍ကံကောင်းကြောင့်လွတ်ပြန်လဲကျမကန်းရှည်အဟုံအကျိုးပြီးမကုံ၍ပြိတ်တာဘုံဌာနဝဲတီးတင်းစနဝရောစနံဇိဝင်စတတရောစနံကျန်ခံအရှိပြိတ်တာရုပ်ဇာတိနှင့်ဖြစ်ရကြီးဖန်တခါကိုးယူစနာအုပ်ခေါင်းတောင်ဆောင်ကြီးတမျှရှရာထုတ်ကခွန်လယူစနာကိုးထဲမှာ25ယူစနာကြီးမာ၍အမိအဖျားစဥကောင်းတို့ကြလေအောင်အမြဲပင်မိလောင်လျက်ပြိတ်တာကောင်ပျောက်ကြားမှာတောက်စားရန်ရှာမရဒုက္ခတွေအနန္တနှင့်ပုနတ်ပုနံအကျဉ်းချင်းခံပြီးမှကံကြမ္မာအလျောက်ပြိတ်တာကလွတ်မြောက်လေနောက်နောက်ကသေးအရက်အကျိုးပေးဆက်ပြန်၍ရှက်စရာအထူးထူးခွေးယူနှင့်ဝက်ယူဖန်900ယူပြီးတော့လူယူလဲဖန်900လူဖြစ်ပါလဲသုံးမကြလူလူနုံလူအင်းငါမစုံသောဘဝမှာအနန္တပင်ချေရောမရေနိုင်ပေါ်သည်ဖယားဟောဒေသနာထင်းလင်းလာချေသည်ရောက်ရုံမြင့်တန်ကြားပြည်တန်များရှင်လေဆရာတော်ဘုရားကြီးရေးသားတော်မူခဲ့တဲ့စံရင်တေတေမေတ္တာနဲ့ကပရင်တေတေမေတ္တာဟာမြမလူမှုဘဝယဉ်ကျေးမှုလမ်းညွှန်ဖြစ်တယ်လို့မြမစာပေသမိုင်းမှာလည်းမှတ်တမ်းတင်တိုက်တဲ့မေတ္တာနှစ်ဆောင်ဖြစ်ပါတယ်အဲ့ဒီခေတ်ခါကနေချင်းစိတ်ကိုဆန့်ကျင်ရမှာအမျိုးသားရေးစိတ်ဓာတ်လှုပ်ဆော်နိုင်ခဲ့တဲ့မေတ္တာများဖြစ်တယ်လို့ကောင်းမှုကိုသာပြုမိကြဖို့ကုသိုလ်ထောက်ပံ့တရားလည်းဖြစ်ပါတယ်လေဒီဆရာတော်ဘုရားကြီးရဲ့မေတ္တာရှိထားဆုံးမစကားအတိုင်းသူရာမေရိယအရက်တေစာရှောင်ကျဉ်နိုင်ကြပါစေလို့ဆန္ဒပြုတင်ကြလိုက်ပါတယ်ရှင်